ဒီဇိုင်းတစ်ခုနဲ့လူရီအုံနောက်ကို hack နိုင်တယ်ဆိုတာခင်ဗျားတို့သိပြီးပါပြီလားမသိဘူးပြီးတော့မိတ်ဆွေတို့ရဲ့လည်းအုံနောက်က hack ခံရတယ်ဆိုတာခင်ဗျားတို့သိလားမသိဘူးပြီးတော့ကျွန်တော်တို့ဒီဇိုင်းဆွဲလိုက်တဲ့အခါတစ်ခုမဟုတ်တစ်ခုလိုနေတယ်လို့ခံစားရတယ်ဒါပေမဲ့ဘာလိုကိုလိုနေမှန်းမသိဘူးအဲ့လိုဖြစ်ဦးတယ်လားမသိဘူးအဲ့လိုဖြစ်တယ်ဆိုရင်ဒီဗီဒီယိုကမိတ်ဆွေတွေဖြစ်ပါတယ်ဆိုတော့အဆုံးအထိကြည့်ဖို့ကျွန်တော်ပြောချင်ပါတယ်မင်္ဂလာပါကျွန်တော်ကတော့ရာဂျုဖြစ်ပါတယ်ဒီမှာကျွန်တော်မြေပုံတစ်ခုမေးချင်ပါတယ် ADS design က art design လားဆိုတာပါပဲလူတော်တော်များများက ADS design က art design လို့ထင်ကြတယ်တကယ်တမ်းကျတော့ art design တစ်ခုတည်းမဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့ Junior design ဆွဲရတဲ့ရွေချက်ကကျွန်တော်တို့ရဲ့ဖန်တီးနိုင်စွမ်းကိုဖော်ထုတ်ပြသဖို့တက်တက်မဟုတ်ပါဘူးခင်ဗျာ Junior design ကနေတစ်ဆင့်ရောင်မြင့်တင်ဖို့ကျွန်တော်တို့ brand ရဲ့သတင်းအချက်အလက်တွေကို customer စီကိုပေးပို့ဖို့နဲ့ကျွန်တော်တို့ရဲ့ brand ကိုတည်ဆောက်ဖို့အတွက်ဖြစ်ပါတယ်ဒီဇိုင်နာအမြင်နဲ့ကြည့်မယ်ဆိုရင် Junior design ဟာအုံနောက်ကိုလှည့်စားတဲ့နည်း brain hack ပါပဲဒါပေမဲ့ customer ဘက်အနေနဲ့ကြည့်မယ်ဆိုရင်သူတို့ကယူရှင်းပါတယ်အကယ်၍ကိုယ့်ရဲ့ Junior design က 100% မပြည့်စုံဘူးဆိုရင်သူတို့ယုံကြည်မှာမဟုတ်ပါဘူးအကယ်၍သူတို့မယုံကြည်ဘူးဆိုရင်ကိုယ့်ရဲ့ product ကသူတို့ဝယ်မှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့ design ဆွဲတဲ့အခါ customer တွေရဲ့ယုံကြည်မှုကိုရစေဖို့ဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့ design ဆွဲတဲ့အခါကျွန်တော်တို့ရဲ့ design က 100% မပြည့်စုံဘူးဆိုရင် customer တွေယုံမှာမဟုတ်ပါဘူး90% 80% မဟုတ်ဘဲနဲ့ 100% ပြည့်မှ customer တွေရဲ့ယုံကြည်မှုကိုရမှာဖြစ်ပါတယ်အကယ်၍ customer တွေရဲ့ယုံပြီဆိုရင်ကျွန်တော်တို့ customer တွေရဲ့ brain ကို hack နိုင်ပါပြီဆိုတော့ customer တွေရဲ့ယုံကြည်မှုရဖို့ဘယ်လိုမျိုးကျွန်တော်တို့ design ဆွဲရမလဲဘာကိုသတိထားအောင်မလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာပြောပြပြေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Junior design ဆွဲတဲ့အခါအဓိကအချက်၄ချက်ကိုကျွန်တော်တို့သတိထားမှာဖြစ်ပါတယ်အရင်အေးကြည့်ပါတယ်အဲ့ဒီ၄ချက်ထဲကတစ်ခုခု missing ဖြစ်နေတောင်တစ်ခုမဟုတ်တစ်ခုလိုနေတယ်လို့ခံစားရမယ်အဲ့တော့တစ်ခုခုလိုနေပြီဆိုရင် customer တွေရဲ့ယုံကြည်မှုကိုကျွန်တော်တို့ရမှာမဟုတ်ပါဘူးဆိုတော့ပထမတစ်ခုကတော့ color ဖြစ်ပါတယ်အရောင်ပါသူကတော့ကျွန်တော်တို့ Junior design ဆွဲတဲ့အခါမှာ 25% နေရာယူထားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဆက်ဆချင်းဖုန်းသုံးတာဖြစ်ဖြစ်လမ်းမှာသွားတာပဲဖြစ်ဖြစ်ဆက်ဆချင်းတတိထမီတာကအရောင်ပါပဲ။မှကျွန်တော်တို့ဖုန်းသုံးရင်လည်းရုပ်တရက်ရက်တန်သွားတယ်ဆိုရင်ဒီအရောင်မှမိုက်လာကြည့်လားအဲ့လိုမျိုးကျွန်တော်တို့စိတ်ထက်မှာထင်အောင်ပြီးတော့ကျွန်တော်တို့ကြည့်မိတယ်။ဆိုတော့အရောင်မှာလည်းသူ့ psychology နဲ့တူလာပါတယ်။အကယ်၍ကျွန်တော်တို့ active လုံးဝ energetic ပုံစံပြချင်တယ်ဆိုရင်သူ့အတွက်အရောင်တည်တံ့ရှိပါတယ်။ကျွန်တော်တို့ cool back သွားချင်တယ်ဆိုရင်တော့သူ့အတွက်တည်တံ့ရှိပါတယ်။ဆိုတော့အရောင်တိုင်းမှာသူ့ရဲ့ခံစားချက်သူ့ရဲ့ psychology ရှိပါတယ်။ဆိုတော့ကျွန်တော်တို့ရောင်အမားရွေးလိုက်ပြီဆိုရင်ကျွန်တော်တို့ပေးခြင်းတဲ့ message က 100% ရောက်မှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့အရောင်ရွေးတဲ့အခါမှာလည်းအရန်တတိထားဖို့အရေးကြီးပါတယ်ဒါကြောင့်ကိုယ့်ရဲ့ brand နဲ့ like ဖက်တဲ့အရောင်ကိုပေးခြင်းတဲ့ message ကိုပေးခြင်းတဲ့ခံစားချက်ကိုရစေတဲ့အရောင်ကိုကျွန်တော်တို့ရွေးချယ်ဖို့ကျွန်တော်ကြံပြုချင်ပါတယ်ဒုတိယတစ်ချက်ကတော့နေရာချထားပုံပါ placement အဲ့ဒါကတော့ 25% နဲ့ယူထားပါတယ်အခုကျွန်တော်တို့နေရာချထားတာ placement မှားနေပြီဆိုရင်လူတွေရဲ့အမြင်ကိုကျွန်တော်တို့alignment မဖြစ်တော့ပါဘူးဆိုလိုချင်တာက logo ဘယ်မှာထားရမှာလဲပြီးတော့ဘယ် element ကိုပို့ပြီးတော့မြင်စေချင်တာလဲဘယ်ဟာကဦးစားပေးလဲဘယ်ဟာကဒုတိယမြောက်ဦးစားပေးလဲပြီးတော့ call to action ကဘယ်မှာထားမှာလဲစတာတွေကိုကျွန်တော်တို့ alignment နေရာချထားပုံ placement ကျွန်တော်တို့အရင်အရေးကြီးပါတယ်ကျွန်တော်ပြချင်တဲ့ဟာကိုဘယ်မှာထားရင်လူတွေကပို့ပြီးတော့သတိထားမိမလဲဆိုတာအဲ့ဒါတွေအကုန်လုံးက arrangement လုပ်အောင်မှာဖြစ်ပါတယ်တစ်ထည့်တစ်ခုကတော့ typography သူကလည်းအရင်အရေးကြီးပါတယ်သူကလည်း 25% နေရာယူထားပါတယ် typography ဆိုတာလှပတဲ့ font ရွေးချယ်ရုံတင်မဟုတ်ပါဘူးမှန်ကန်တဲ့စကားလုံးပုံစံရွေးချယ်ခြင်းဖြစ်ပါတယ် font တိုင်းမှာသူ့ရဲ့ခံစားချက်တွေရှိရင်သူ့ရဲ့ psychology တွေရှိရင်အခုကျွန်တော်တို့ strong ခံစားချက်ကိုပေးချင်တယ်ဆိုရင်ကျွန်တော်တို့ strong ဖြစ်တဲ့display font တွေ sensitive ထက်က bold italic အဲ့လိုမျိုးရွေးချယ်ဖို့အရေးကြီးပါတယ်အခုကျွန်တော်တို့ soft feeling ကိုပေးချင်တယ်ဆိုရင် script font ကိုရွေးချယ်ဖို့ပြောချင်ပါတယ်အခုကိုပေးခြင်းတဲ့ message နဲ့ကိုရွေးလိုက်တဲ့ font ကမလိုက်ဖက်ဘူးဆိုရင်ကိုပေးခြင်းတဲ့ message က 100% ရောက်မှာမဟုတ်ပါဘူးဆိုတော့ font လည်းအရင်အရေးကြီးပါတယ်နံပါတ်4ကတော့ content ဖြစ်ပါတယ်သူကတော့ design တစ်ခုမှာ 25% နေရာယူထားပါတယ်ဘာလို့လဲဆိုတော့ကိုရွေးလိုက်တဲ့စကားလုံးတွေကကို design ရဲ့အတန်ဖြစ်တယ်ဆိုတာမေးလို့မရပါဘူးကိုပေးခြင်းတဲ့ message က customer ရှိကိုရှင်းရှင်းလင်းလင်းမှန်ကန်ကန်ရိုးချင်းပြီးနားလည်အောင်ကျွန်တော်ပို့ပေးရမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော် design မှာcontent ရေးတဲ့အခါကျတော့အရင်ကြီးပါတယ်ရိုးရှင်းပြီးနားလည်လွယ်ကူအောင်ဖြစ်ဖို့ရေးကြီးပါတယ်ပြီးတော့ကျွန်တော်တို့ book now လုပ်ရမှာလား buy now လုပ်ရမှာလား land move လုပ်ရမှာလားစတာတွေကိုကျွန်တော်တို့ land new ပြရမှာဖြစ်ပါတယ်အကယ်ကျွန်တော်တို့အဲ့လိုမျိုးရိုးရှင်းရှင်းလင်းလင်းမရေးထားဘူးဆိုရင် customer တွေကဘာလို့လုပ်ရမှာမသိဆိုတော့ confuse ဖြစ်တယ်ပါကျွန်တော်တို့ design မှာဒီ၄ခုအရင်ရေးကြီးပါတယ်အကယ်ဒီ၄ခုတည်းတစ်ခုခု missing ဖြစ်ရင်တစ်ခုမဟုတ်တစ်ခုလိုနေတယ်လို့ခံစားရမှာဆိုတော့အရင်တော့လည်းကျွန်တော်အဲ့လိုဖြစ်ခဲ့ပူတာဒါပေမဲ့ research လုပ်ရင်လေးလာရင်လည်းကျွန်တော်ဒါကိုနားလည်သွားတာဖြစ်ပါတယ်ဆိုတော့
မိတ်ဆွေတို့မမှားအောင်ကျွန်တော်ဒါကို sharing ပေးတာဖြစ်ပါတယ်နောက်ပြီးအရင်အေးကြီးတာတစ်ခုကတော့ target audience ပါကျွန်တော်တို့ design ဆွဲတဲ့အခါ target audience ကိုလုံးဝမေ့ပြစ်လို့မရပါဘူး target audience ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့အမောင်ထဲမှာမိအိမ်နဲ့တူတယ်ဆိုတော့ကျွန်တော်တို့ design ဆွဲတဲ့အခါအမြဲတမ်း target audience ကိုစိတ်ထဲမှာမှတ်ပြီးဆွဲရတာဖြစ်ပါတယ်luxury brand အတွက်ဆိုရင် luxury type ဆွဲရမှာဖြစ်ပါတယ်အကေပုံမှန်တာမန် middle class လူအတွက်ဆိုရင် middle class နဲ့တူတဲ့ design ဆွဲရမှာဖြစ်ပါတယ်ကောင်းမွန်တဲ့ design ကလှပရုံတက်ဆွဲတာမဟုတ်ပါဘူးနည်းဗျူဟာကြ design ဆွဲတဲ့သူဖြစ်ပါတယ်ဒီဗီဒီယိုဟာမိတ်ဆွေအတွက်အကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်ကတော့ graphic design branding digital marketing နဲ့ပတ်သက်တဲ့ content တွေကိုအများအားမျှဝေပေးလေးရှိပါတယ်ဆိုတော့နောက်ထပ်ဒီလိုဗီဒီယိုကိုကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Pixel Pioneer Studio page ကို follow လုပ်ဖို့မမေ့နဲ့နော်ပြီးတော့နောက်ထပ်ဘယ်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့သိချင်တာလဲဆိုတာကို comment မှာမှတ်ဖို့မမေ့နဲ့နော်ဒီနေ့ကတော့တက်လောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမှာဖြစ်ပါတယ်တတာ